မေးလျှောက်ခွင့်ပြုပါဖေယစေတနာနဲ့မတန်တဲ့သူဆိုတာရှိပါသလားဖေယတဲ့စေတနာသည်လူတိုင်းနဲ့မတန်ဆိုတဲ့စာတမ်းကိုတချို့အိမ်တွေမှာချိတ်ဆွဲထားတာဖတ်ဖူးပါတယ်အဲ့ဒီစကားဟာသူတော်ကောင်းစကားမဟုတ်ပါဘူးနော်စေတနာမေတ္တာသည်လူတိုင်းနဲ့တန်ပါတယ်လူတချို့ကသာစေတနာမေတ္တာရဲ့တန်ဖိုးကိုနားမလည်တဲ့အတွက်စေတနာမေတ္တာရဲ့ကောင်းကျိုးကိုမခံစားကြရတာပါစေတနာမေတ္တာဟာလူတိုင်းနဲ့မတန်ဘူးဆိုရင်မြတ်စွာဘုရားဟာတတ္တဝါတိုင်းပေါ်ကိုစေတနာမေတ္တာထားမှာမဟုတ်ပါဘူးခွဲခြားပြီးထားမှာပါတတ္တဝါတိုင်းဟာစေတနာမေတ္တာနဲ့တန်တဲ့အတွက်မြတ်စွာဘုရားဟာတတ္တဝါတိုင်းပေါ်ကိုစေတနာမေတ္တာတန်းတူထားပါတယ်အရှင်မောက္ကလံအရှင်သာရိပုတ္တရာစတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာမြတ်စွာဘုရားဟာစေတနာမေတ္တာကိုတန်းတူထားသလိုအရှင်ဒေဝရကြီးရဲ့အပေါ်မှာလည်းပဲစေတနာမေတ္တာကိုတန်းတူထားပါတယ်သို့တော့အရှင်မောက္ကလံအရှင်သာရိပုတ္တရာစတဲ့ပုဂ္ဂိုလ်တွေကတော့မြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားလည်တဲ့အတွက်မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြရပါတယ်အရှင်ဒေဝရကြီးကတော့မြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားမလည်တဲ့အတွက်အဝိဇ္ဇိငရဲသို့ကြားရောက်သွားရပါတယ်ဒါဟာမြတ်စွာဘုရားရဲ့စေတနာမေတ္တာနဲ့မတန်လို့မဟုတ်ပါဘူးเนาะမြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားမလည်လို့ပဲဖြစ်ပါတယ်ဒါကြောင့်စေတနာမေတ္တာနဲ့မတန်တဲ့သူဆိုတာမရှိဘူးစေတနာမေတ္တာရဲ့တန်ဖိုးကိုနားမလည်တဲ့အတွက်ကြောင့်စေတနာမေတ္တာရဲ့ကောင်းကျိုးကိုမခံစားရတဲ့သူတွေပဲရှိတယ်ဆိုတာမှတ်သားထားရမှာဖြစ်ပါတယ်တရားဟောရင်တချင်းဆိုဟောတာမျိုးနဲ့ဟောရင်မှန်ပါသလားဖေရတဲ့မမှန်ပါဘူးမှားပါတယ်နော်မှန်တယ်ဆိုရင်ကြာဏီကံဆရာတော်ဆိုရင်တရုတ်ပါထက်ဆောင်ဟောတတ်ပါတယ်ဖေရမသိလို့မေးတာပါဖေရနားလည်ကျင်တာပါဖေရတဲ့အင်္ဂုတ္တကျမ်းမှာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုဆွဲငင်ပြီးဟောမယ်ဆိုရင်အပြည့်၅မျိုးသိရောက်နိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီအပြည့်၅မျိုးကဘာတွေလဲဆိုရင်၁မိမိအတန်၌တတ်မှတ်ခြင်း၂တရားနာပရိသတ်တို့ကတရား၌မမှတ်အတန်၌တာယာတတ်မှတ်ခြင်း၃ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်း၄အတန်ကောင်းအောင်လုံလဆက်ရသဖြင့်တမာတိပြည့်လွယ်ခြင်း၅နောက်လာနောက်သားတို့အတူယူဟောကြားသဖြင့်သာသနာပြည့်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုစွန့်ငင်၍ဟောကြားခြင်းကြောင့်ရရှိလာမိအပြည့်၅မျိုးပဲဖြစ်ပါတယ်နောက်ပြီးယဟန်ဟာတချင်းဆိုမယ်ဆိုရင်ဝိနည်းအယအဘလဲတင့်ပါသေးတယ်ဒါကဖျားဟောဒေသနာအယပြောပြတာပါသို့တော့ကြာဏီကံဆရာတော်ကြီးတရားဟောတဲ့အခါမှာအဆိုအငိုတွေနဲ့ဟောတာကိုတော့အပြည့်မပြောချင်ပါဘူးဘာကြောင့်လဲဆိုရင်ကြာဏီကံဆရာတော်ကြီးအဲ့ဒီလိုအဆိုအငိုတွေနဲ့ဟောလို့ပဲတရားမနာကျင်တဲ့သူတွေတရားနာကျင်လာကြတာပါယနေ့ခေတ်မှာတော့မှကြာဏီကံဆရာတော်ကြောင့်တရားနာကြရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်နော်နားလည်ပါစေဗုဒ္ဓဘာသာမှာကံကိုအလွန်ပုံချခြင်းရဲ့အကြောင်းရင်းရှင်းပြပေးပါဖေရတဲ့ကံဆိုတာကကမ္မဆိုတဲ့ပါဠိကလာတာပါမြန်မာလိုပြန်ရင်အမှုအလုပ်လို့အဓိပ္ပာယ်ရပါတယ်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်အလုပ်မလုပ်ဖဲနဲ့ယက်တည်နေလို့မရပါဘူးထမင်းစားခြင်းတယ်ဆိုရင်ထမင်းစားရကြောင်းကံကိုလုပ်မှထမင်းစားရပါတယ်ကြီးပွားချမ်းသာခြင်းတယ်ဆိုရင်လည်းပဲကြီးပွားချမ်းသာကြောင်းကံအလုပ်ကိုလုပ်မှကြီးပွားချမ်းသာပါတယ်ထို့အတူပဲနိဗ္ဗာန်ရောက်ခြင်းတယ်ဆိုရင်လည်းပဲနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းကိုကျင့်မှနိဗ္ဗာန်ရောက်ပါတယ်နတ်ပြည်ရောက်ခြင်းတယ်ဆိုရင်လည်းပဲနတ်ပြည်ရောက်ကြောင်းအကျင့်ကောင်းကိုကျင့်မှနတ်ပြည်ရောက်ပါတယ်ငငယ်ကကြားဘူးတဲ့တခြင်းတစ်ပုဒ်လို့ပေါ့ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးဆိုတာလေအဲ့ဒါကံကိုပြောတာပဲဖြစ်တယ်နော်ဒါကြောင့်ကံဆိုတာကဗုဒ္ဓဘာသာဝင်တွေတဦးတည်းနဲ့သက်ဆိုင်တာမဟုတ်ဘူးအားလုံးနဲ့သက်ဆိုင်တယ်သို့တော့တခုတော့ရှိတာပေါ့ကံဆိုတာကအတိတ်ကံနဲ့ပစ္စုပန်ကံဆိုပြီး2မျိုးရှိတယ်မိမိကပစ္စုပန်ကံညံ့နေတာကိုအတိတ်ကံပေါ်ပဲပုံချနေမယ်ဆိုရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်နော်ဒါလေးကိုတော့ကွဲပြားစွာသိဖို့လိုတာပေါ့ဖုံဖုံတပည့်တော်လှူရန်အတွက်ရည်မှန်း၍ကြိုးစားအလုပ်လုပ်နေပေမဲ့မအောင်မြင်တာဘာကြောင့်လဲဖြေပေးပါဖေရတဲ့ဘာဝနာ၅ချက်နဲ့မညီလို့ဖြစ်ပါလိမ့်မယ်နော်ဘာဝနာ၅ချက်ကဘာတွေလဲဆိုရင်၁စိရကာလဘာဝနာကြာမြင့်စွာလုပ်ခြင်းအလုပ်တစ်ခုလုပ်ပြီဆိုရင်ကြာလုပ်ရပါတယ်ခဏလေးလုပ်လို့မရပါဘူးသို့မှသာအလုပ်ရဲ့သဘောကိုနားလည်မှာဖြစ်ပါတယ်၂နိရန္တရဘာဝနာမပြတ်လုပ်ခြင်းအလုပ်တစ်ခုလုပ်ပြီဆိုရင်အခုလုပ်လိုက်တော်ကြာမလုပ်ဘဲနေလိုက်လုပ်လို့မရပါဘူးပုံမှန်လုပ်ရပါမယ်၃နိရဝတေတဘာဝနာကောင်းကျိုးဖြစ်စေတဲ့အလုပ်ကိုလုပ်ခြင်း
မိမိအတွက်ကောင်းကျိုးဖြစ်စေတဲ့အလုပ်မှန်သမျှဘယ်အလုပ်မဆိုလုပ်ပါအလုပ်မရွေးပါနဲ့နော်၄တက္ကိစ္စဘာဝနာရိုးရိုးသေးသေးလုပ်ခြင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှရိုးရိုးသေးသေးလုပ်ပါမယုံမတည်မလုပ်ပါနဲ့၅အဘိရုဒ္ဓိဘာဝနာပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလုပ်ခြင်းမိမိကိုထမင်းကျွေးတဲ့အလုပ်မိမိဘဝကိုတိုးတက်အောင်မြင်စေတဲ့အလုပ်မှန်သမျှပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွလုပ်ပါလုပ်ချင်တယ်လို့မလုပ်ချင်တယ်လို့မလုပ်ပါနဲ့ဤဘာဝနာ၅ချက်နဲ့အညီကြိုးစားသွားမယ်ဆိုရင်ဘယ်အလုပ်မဆိုအောင်မြင်မှာဖြစ်ပါတယ်ကမ္ဘာမှာအောင်မြင်ပြီးကြီးပွားချမ်းသာနေတဲ့တထေးတွေကိုကြည့်လိုက်ပါသူတို့တွေဟာဤဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်လို့အောင်မြင်ပြီးကြီးပွားချမ်းသာနေတာဖြစ်ပါတယ်မန်ပိုင်ရှင်လည်းပဲအောင်မြင်ပြီးကြီးပွားချမ်းသာခြင်းတဲ့လူတစ်ယောက်ဖြစ်ခြင်းတဲ့ဆိုရင်ဤဘာဝနာ၅ချက်နဲ့အညီကြိုးစားအားထုတ်ပါနော်ဒေဝဒတ်မြေမျိုးတာဖះကြောင့်တဲ့ဖះတောင်မှအပြစ်မြင်တဲ့လူကရှိသေးတယ်နော်ဒေဝဒတ်မြေမျိုးတာနဲ့ဖះနဲ့ဘာမှမဆိုင်ပါဘူးဖះဖြစ်လာတဲ့ရည်ရွယ်ချက်ကိုကဗုဒ္ဓဘောဓိယံငါကိုယ်တိုင်တစ္ဆာ၄ပါးသိတယ်လို့တတ္တဝါတွေလည်းတစ္ဆာ၄ပါးသိစေမယ်တိန်တော်တာရယံငါကိုယ်တိုင်လမ်းဆုံးပန်းတိုင်နိဗ္ဗာန်ကိုရောက်တယ်လို့တတ္တဝါတွေလည်းလမ်းဆုံးပန်းတိုင်နိဗ္ဗာန်ကိုရောက်စေမယ်မုဒ္ဒောမောစီယံငါကိုယ်တိုင်တန္တရာဝေဩဃမှလွတ်မြောက်တယ်လို့တတ္တဝါတွေလည်းတန္တရာဝေဩဃမှလွတ်မြောက်စေမယ်ဆိုတဲ့ရည်ရွယ်ချက်၃ပါးဖြင့်ဖះဖြစ်အောင်ကြိုးစားအားထုတ်လာတာဖြစ်ပါတယ်ဖះဖြစ်လာတဲ့ရည်ရွယ်ချက်ကိုကတတ္တဝါတွေရဲ့ကောင်းကျိုးအတွက်ပါနော်ဒေဝဒတ်မြေမျိုးရတာကတစ်အလိုဆိုးဖြင့်ဂုံတရင်ကြော်ကြားလိုခြင်းလက်လာဘပေါ်များလိုခြင်းနှစ်ကောကာလိကခန္ဓာဒေဝီပုဒ္ဒသမုဒ္ဒဓတ္တစတဲ့မိတ်ဆွေရုပ်တို့ကိုပေါင်းသိမ့်ပြီးတော့မိတ်ဆွေရုပ်တို့ကပေးတဲ့အကြံဉာဏ်ဖြင့်မကောင်းမှုကိုကျူးလွန်ခြင်းသုံးအနှဲငယ်သောတရားကိုရယူဖြင့်အကြား၌ပြီးဆုံးခြင်းတို့ရောက်ခြင်းတို့ပဲဖြစ်ပါတယ်အဲ့ဒီ၃ချက်ကြောင့်ဒေဝရတ်ဟာမြေမျိုးရတာပါနော်ဖះနဲ့ဘာမှမဆိုင်ပါဘူးဒါကြောင့်စာလေးပေလေးဖတ်ပါအောင်လို့ပြောချင်ပါတယ်အရှင်ဖះမနှက်ညဖះဝိပုပေးတိုင်းဆရာတော်ကြီးတွေအမှုထားပြီးတန်ဃာတော်အရှင်မြတ်အားလုံးကိုနိညမပြတ်အမြဲတမ်းရှိခိုးပြီးမေတ္တာပို့ပါတယ်ဖះအဲ့လိုပို့လိုက်တဲ့အကျိုးကျေးဇူးကဘာတွေရနိုင်လဲဖះရကျင်လို့ရှိခိုးတာမဟုတ်ပါဘူးတပည့်တော်သိကျင်လို့ပါဖះတဲ့ခုတ်တကနိကေပရိတံပိတာမတ်ပါဠိတော်ယုဂနတဝတ်မေတ္တာကထာမှာမေတ္တာပို့တဲ့ပုဂ္ဂိုလ်တွေကောင်းကျိုး7မျိုးရရှိနိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီကောင်းကျိုး7မျိုးကဘာတွေလဲဆိုရင်1ကောင်းစွာအိပ်ရခြင်း2ကောင်းစွာနိုးထရခြင်း3မကောင်းသောအိပ်မက်ကိုမမြင်မှတ်ရခြင်း4လူတို့ချစ်ခင်ခြင်း5ဘီလူတို့ချစ်ခင်ခြင်း6နတ်တို့စောင့်ရှောက်ခြင်း9စိတ်တည်ကြည်ခြင်း10မျက်နာအထူးကြည်လင်ခြင်း9မိအစိတ်ဓာအစရှိသောဆိုးဝါးသည့်လက်နက်များမကြရောက်ခြင်း10မတွေ့မဝေသေးရခြင်း17တည်ပြီးသည့်နောက်ယမပြည်သို့လာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာမေတ္တာပို့သသောပုဂ္ဂိုလ်များရှားရှိမိကောင်းကျိုး17မျိုးပဲဖြစ်ပါတယ်အရှင်ဘုရားတယုဇနာကိုဘယ်နှမိုင်ရှိပါသလဲဘုရားရှင်းပြပေးစေခြင်းပါတယ်ဘုရား73မိုင်ကအမှန်လား3မိုင်ကအမှန်လားအများသိအောင်ဘဟုတုတရအောင်ရှင်းပြပေးတော်မူပါဘုရားတဲ့တချို့ကတယုဇနာကို73မိုင်လို့ပြောတယ်တချို့ကတယုဇနာကို12မိုင်လို့ပြောတယ်တချို့ကလည်းပဲတယုဇနာကို10မိုင်လို့ပြောတယ်နော်ဗြဟ္မဇာလတုတ်အထာကထာမှာနာလန္ဒာမြို့နဲ့ရာဇဂြိုမြို့ဟာတယုဇနာဝေးတယ်လို့ဆိုပါတယ်ယနေ့ခေတ်နာလန္ဒာမြို့နဲ့ရာဇဂြိုမြို့အကွာဝေးဟာ10မိုင်ရှိတယ်လို့ဗုဒ္ဓသာသနိကပထဝီဝင်ကျမ်းမှာဆိုထားတဲ့အတွက်ကြောင့်တယုဇနာကို10မိုင်ကအမှန်ဖြစ်ပါတယ်နော်အရှင်ဘုရားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိဟုနေ့စဉ်ရွတ်ဖတ်လျင်တရဏဂုံတည်ပါသလားဖះမိန့်တော်မူပါတဲ့တည်ပါတယ်နေ့စဉ်တရဏဂုံရွတ်ဖတ်စောင့်တည်ခြင်းဟာအမတန်မှကောင်းပါတယ်ဒီနေရာမှာတာရထတီကာ၌လာသောတရဏဂုံစောင့်တည်သောပုဂ္ဂိုလ်တို့ရရှိမိလောကီတရဏဂုံအကျိုး2မျိုးနဲ့လောကုတ္တရာတရဏဂုံအကျိုး4မျိုးကိုပြောပြခြင်းပါတယ်လောကီတရဏဂုံအကျိုး2မျိုးကဘာတွေလဲဆိုရင်နံပါတ်1ဘဝစည်းစိမ်ပြည့်စုံမှုနံပါတ်2ဥစ္စာစည်းစိမ်ပြည့်စုံမှုတို့ဖြစ်ပါတယ်လောကုတ္တရာတရဏဂုံအကျိုး4မျိုးကဘာတွေလဲဆိုရင်နံပါတ်1သောတာပတ္တိဖို့၌တည်နိုင်ခြင်းနံပါတ်2သဂရာဂာမိဖို့၌တည်နိုင်ခြင်းနံပါတ်3အနာဂာမိဖို့၌တည်နိုင်ခြင်းနံပါတ်4အရဟတဖို့၌တည်နိုင်ခြင်းတို့ဖြစ်ပါတယ်ဒါဟာတရဏဂုံစောင့်တည်သောပုဂ္ဂိုလ်တို့ရရှိမိအကျိုးများဖြစ်ပါတယ်မြတ်ဗုဒ္ဓရှိခဲ့စဉ်တုန်းကလည်းဒီထက်ဆိုးဝါးလာတဲ့အဖြစ်စော်ကားမှုတွေအပြင်
ရှင်မောက်ကလန်ပြိဋိဘံဆံရသည့်အထိရှိခဲ့တာပါဒါပေမဲ့မြတ်ဗုဒ္ဓကဘသူကိုမှအေးအေးယူအပြစ်ပေးခြင်းမရှိခဲ့ပါဘူးတတ္တဝါတွေသူတို့ထိုက်နဲ့သူတို့ကံရှိပါစေအရှင်ဘုရားအရှင်ဘုရားလည်းချမ်းသာစွာသတင်းသုံးတော်မူပါဖရာတဲ့ဒီမှန်လေးကဗုဒ္ဓဘာသာကိုစော်ကားလာပြီဆိုရင်ထိုက်တဲ့အပြစ်ဒဏ်ပေးတဲ့လို့ဦးစင်းပြောထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ဦးစင်းပြောခြင်းတဲ့သဘောကဗုဒ္ဓဘာသာကိုစော်ကားလာပြီဆိုရင်ဗုဒ္ဓဘာသာဝင်လူဝတ်ကြောင့်တာဝန်ရှိသူများကအဲ့ဒီစော်ကားတဲ့လူကိုထိုက်တဲ့အပြစ်ဒဏ်ပေးတဲ့လို့ပြောခြင်းတာယဟန်တွေကအပြစ်ပေးရမယ်လို့ပြောတာမဟုတ်ဘူးယဟန်တွေအနေနဲ့လည်းပဲဘသူကိုမှအပြစ်ပေးလို့မရဘူးနော်သာသနာဆိုတာကလေယဟန်တွေကြီးပဲစောင့်ရှောက်နေုံနဲ့မမြင်နိုင်ဘူးတာဝန်ရှိသူလူဝတ်ကြောင့်များကလည်းဝိုင်းဝန်းပြီးစောင့်ရှောက်ပေးမှသာသနာတော်ဟာတည်မြဲနိုင်တာသာသနာဘဟုတုတ္တပကာသနီကျမ်းမှာသာသနာနာမရာဇာနံနိတ္တယတိတ္တတိဣဒမိစ္ဆာဒိဋ္ဌိကရာဇာနောသာသနံဒုတင်တိတတ္ထုနာတမ္မာဒိဋ္ဌိစရာဇာနောပက္ကနံဒေဝသာသနံဧဝံစတတိအာကာတိဥလူရာဇာဝဒိဗ္ဗတိလို့ဆိုထားတယ်ဆိုလိုရင်းအဓိပ္ပာယ်အချင်းကသာသနာသည်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများအပေါ်မှာတည်တယ်တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမင်းများကသာသနာကိုစောင့်ရှောက်နိုင်မှသာသနာတော်သည်ကြီးပွားနိုင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်ဒါကြောင့်သာသနာတော်ကိုယဟန်တွေကြီးပဲစောင့်ရှောက်နေုံနဲ့မရဘူးတာဝန်ရှိသူတာဝန်သိသူလူဝတ်ကြောင့်ပုဂ္ဂိုလ်များကဝိုင်းဝန်းပြီးစောင့်ရှောက်ပေးမှလေသာသနာတော်ဟာတည်မြဲနိုင်တယ်နောက်ပြီးအရှင်မောက်ကလန်ကိုခိုးသား900ဝိုင်းရိုက်တဲ့ကိစ္စအဲ့ဒီကိစ္စကိုဇာတတမင်းသိတဲ့အခါမှာအဲ့ဒီခိုးသား900ကိုတရားစီရင်ပြီးတော့အပြစ်ဒဏ်ပေးခဲ့တယ်အဲ့ဒီလိုအပြစ်ဒဏ်ပေးခဲ့တဲ့အတွက်နောက်ဘယ်မိစ္ဆာဒိဋ္ဌိကမှဗုဒ္ဓဘာသာကိုမစော်ကားရတော့ဘူးနော်အဲ့ဒါလေးကိုတော့တကားလေးသိအောင်ကြိုးစားပါလို့ဦးဇင်းပြောချင်ပါတယ်နော်